တ်ပြီးတော့စောင်းရပါတယ်လေတွေလည်းပူပါတယ်လေတွေလည်းတိုက်ပါတယ်ထီးယူသွားဘူးလို့တော့အကြံပေးချင်ပါတယ်ရှင်ဝင်ရပါပြီအကတခန်းလေးအရင်ဝင်ကြည့်ကြပါတယ်အရင်လာပါတယ်အဆုံးထိမကြည့်ခဲ့ဘူးပြင်မှကျန်တာတွေမကြည့်ရမှာဆိုတဲ့အတွက်ဒီကံဒီအမြဲထွက်ပြီးတော့ပြင်မှရှိတဲ့ပြထားတဲ့ຢာတွေကိုဗီဒီယိုရိုက်ပါတယ်အတိအကျတွေအားလုံးနဲ့သိရပါတယ်ဖိုးတူတာတွေလည်းရပါတယ်အရင်လည်းလှပါတယ်အတိအကျဓာတ်ပုံလေးတွေရိုက်တယ်ဗီဒီယိုရိုက်တယ်ပြီးတော့ဘယ်လို fight တီကြည့်ဖို့သွားပါတယ်fight တီကြည့်တာ